အဲ့ဒါဘိုးကြီးကြောင့် မှာအဲ့ဒါနင်းကြောင့် အဲ့ဒါဘိုးကြီးကြောင့် အဲ့ဒါနင်းကြောင့် ဘိုးကြီးကြောင့်ပါ အောင်မှာအဲ့ဒါနင်းကြောင့် ဘိုးကြီးကြောင့်လို့ လင်းကြောင့် ဘိုးကြီးကြောင့် တော်တော့ ကိုဝါသနာပါလာလေကိုမလုပ်အောင် လင်းသမ်းမအောင်ညီရပါလေဝါသနာပါလာတော့ လုပ်ဝိတ်ထိုးချင်တာလေ မလီထိုးချင်တယ်ထိုးပေါ်ရဲ့ ထိုးလို့မမရတာဒီဝစားကြီးနဲ့ဘိုးကြောင့်ဘာဝါသနာပါလာ ဟဲ့ငါဝါသနာပါတော့ငါလူရှင်တော့ဆိုတော့ကကျင်တယ်ခုံကျင်တယ်ပြက်လုံးတွေပြက်ကျင်တယ်တဟာနဲ့ရည်ကျင်တယ်အခုလုံနေရတဲ့အလုပ်ကကြတော့ပြည်သူလူထုကိုတက်ဖြတ်နေရတာဟမ်ရွာတွေမိချိုချန်စီယိုတွေမရင်းကျင်နေရတော့ဘယ်အဆင်ပြေပါမလဲဟဲ့ ချန်စီယိုမလေးကျွန်တော်ကုန်တက်ထောက်ကုန်မှာဘောလို့ ဟဲ့ရှာပြန်ပြက်ပါစေဟဲ့ငါဝါသနာမပါတဲ့လို့လုံနေရတာအဲ့တော့ကြည်နေတဲ့လူတွေလည်းတခါတည်းမှားမယ်တော့ပြောမယ်အောက်မှာ like and follow လုပ်ပေးပါဒါပဲ ဟုတ်တယ်ကိုဝါသနာပါလာကိုလို့ page အောက်မှာအခုဗီဒီယိုအောက်မှာ comment မှာ link ချပေးတာလေအဲ့မှာသွားကြည့် အဲ့မှာဘာတွေထွက်လာမလဲဆိုတာကိုပိတ်ထားကြည့်ပြီးတော့ like and follow လုပ်ခဲ့တော့ဒါပဲ အဲ့ပဲ ကိုဝါသနာပါလား ကိုလောက်